ဒီမိဖူရားကြီးကအတင်းစားကောက်ဆွဲတပွဲလောက်စားကျင်နေတာပါပြဿနာကသူမဟာအခုလွန်ခဲ့တဲ့နှစ်ပေါင်း100ကရှေးဟောင်းခေတ်ဦးကာလကိုရောက်နေတာဖြစ်ပြီးနန်းတော်ကစားဖို့မူကြီးဟာအတင်းစားကောက်ဆွဲဆိုတာဘာလဲဆိုတာကိုတောင်လုံးဝမသိရှာပါဘူးဒါပေမဲ့စားဖို့မူကြီးကတော့ယုံကြည်ချက်ပြည့်နဲ့ဂျုံမုံသားကိုလက်ခောက်ဆွဲဖက်တွေညက်ပြီးအယိုးပြုတ်ရီအိုးကိုကိုယ်တိုင်ပြင်ဆင်လိုက်တယ်ပြီးတော့အမဲသားတုံးချို့ကိုပါပါလေးခောက်ဆွဲပေါ်ကိုဟင်းရီပူပူတွေလောင်းထည့်ပြီးအပေါ်ကနေနရုပ်သီးလေးတွေနဲ့အလှဆင်လိုက်ဒါပေါ့မွေးကြိုင်လာတဲ့အမဲသားခောက်ဆွဲတပွဲအစင်တင်ဖြစ်သွားခဲ့ပါပြီတိုးတော်လဲမိဖူရားကြီးကတစ်ချက်ပဲလမ်းကြည့်ပြီးအရသာကတကယ်ကိုဆိုးရွားလုံးတယ်လို့ပွင့်ပွင့်လင်းလင်းပဲဝေဖန်လိုက်တဲ့စားဖို့မူကြီးရဲ့ဒေါသကချက်ချင်းထွက်လာခဲ့တော့တာပေါ့သူကသူ့ရဲ့စေတနာတွေအကုန်ပုံအောပြီးနောက်ထပ်တပွဲထပ်လုပ်ပေးခဲ့ပေမဲ့မိဖူရားကြီးရဲ့ပြင်းပြင်းထန်ထန်စူပူချင်းမောင်းချင်းကိုပဲထပ်ခံခဲ့ရပြီးစေတနာမပါပဲလုပ်တယ်လို့တောင်အဆွဆွဲခံလိုက်ရသေးတယ်ဒီတစ်ချိန်မှာတော့စားဖို့မူကြီးတကယ်ကိုပောက်ကွဲသွားခဲ့ပါပြီသူ့ရဲ့လက်ရာကိုတက်တည်ပြဖို့အတွက်သူဟာတသက်တာအကောင်းဆုံးလက်ရမှုဖြစ်တဲ့အင်ဒိုနီးရှားစတိုင်ခောက်ဆွဲပြုတ်တပွဲကိုပြင်ဆင်လိုက်တော့တယ်မိဖူရားကြီးကနောက်ဆုံးတော့မြည်ဆန်းကြည့်ဖို့သဘောတူခဲ့ရင်မဲ့ချက်ချင်းပဲပြန်ထွေးထုတ်လိုက်ပြီးယွန်စရာကောင်းလိုက်တာလို့ပြောချင်တိုင်းပြောပြလိုက်တဲ့စားဖို့မူကြီးကများယူမတက်ဖြစ်သွားခဲ့ရရှာတယ်သူကနောက်ထပ်တပွဲထပ်လုပ်ပေးပြန်တော့လေမိဖူရားကြီးကမဆက်ဘူးလို့ညှဉ်းညူပြန်တယ်နောက်ထပ်တပွဲထပ်လုပ်ပေးပြန်တော့မြည်ကြည့်ပြီးတာနဲ့အရန်ဆက်လုံးလို့သူမကိုအစိတ်ခတ်ဖို့စူးစမ်းနေတာလားဆိုပြီးဆွဆွဲပြန်ရောနောက်ဆုံးစိတ်ကုန်သွားတဲ့စားဖို့မူကြီးကလုံးဝလက်လျှော့လိုက်ပြီးအားမရရင်လည်းကိုယ်တိုင်ပဲလှုပ်ရှားပါတော့လို့မိဖူရားကြီးကိုပြောချင်တိုင်းပြောချင်ပြစ်လိုက်တယ်ဒါကိုကြားတော့မိဖူရားကြီးကလည်းဒေါသအကြီးနဲ့မိဖို့ချောင်နဲ့စိုးဝင်သွားပြီးဒီရှေးခေတ်ကထမင်းချက်သမားတွေကိုအစွမ်းပြဖို့ဆုံးဖြတ်လိုက်တော့တယ်ဒါပေမဲ့ရှေးခေတ်ကြီးရဲ့မှာအတင်းစားကောက်ဆွဲကိုဘယ်လိုလုပ်မလဲသူမကဓာတ်တစ်ချောင်းကိုကောက်ကင်လိုက်ပြီးမျက်လက်ပြတယ်လို့မျိုးကျွမ်းကျင်လာပစွာဝေ့ရလိုက်တယ်စောစောကသူမကိုလောင်ပြောင်နေတဲ့စားဖို့မူကြီးကတော့ဟင်းသီးဟင်းရက်တွေလီးရင်နဲ့ကြက်တေတေစွန့်သွားခဲ့ရတယ်မိဖူရားကြီးကကိုပါကိုရေရွတ်လိုက်တယ်ဒါငါပထမဆုံးအချိန်ချက်ဖူးတာပဲဘယ်ကစလို့ရမှန်းတောင်တကယ်မသိဘူးလို့ပေါ့ဒါပေမဲ့ခဏအကြာမှာတော့စားဖို့မူကြီးဟာဘေးနားမှာပဲကက်ရက်ပြီးသူမရဲ့ထူးခြားပြောင်မြောက်လာတဲ့ဓာတ်သုံးနှုံးလက်ရာကိုတအန်းတတအားကြီးနေုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူးနောက်တစ်ဆင့်အနေနဲ့သူမကခောက်ဆွဲဖက်တွေကိုတုတ်ချောင်းတွေနဲ့လိမ့်လိုက်တယ်စီပူလာတဲ့အခါမှာတော့ခေါ်အဆွဲဖက်တွေပုံကျသွားအောင်စီပူပူထဲထည့်ကြော်လိုက်တယ်အဲ့ဒီနောက်ဟင်းခတ်အမွှေးကြိုင်တော်များများကိုထောင်းပြီးအမွှအီလေးတွေရအောင်စစ်ယူလိုက်တယ်ဒီလိုနဲ့အတင်းစားကောက်ဆွဲရဲ့ဟင်းခတ်မှုအထုပ်လေးအစင်တင်ဖြစ်သွားခဲ့ပါတော့တယ်။သူမရဲ့တွက်လက်လာပါတဲ့လှုပ်ရှားမှုတွေကကြည့်နေတဲ့သူတိုင်းကိုဖန်ဆားထားနိုင်ခဲ့ပေမဲ့စားဖို့မူကြီးကတော့အရှုံးမပေးချင်သေးပါဘူး။ထိတ်တန်းစားဖို့မူကြီးတယောက်ကတခါမှဟင်းမချက်ဖူးတဲ့သူကိုဘယ်လိုလှုပ်ရှုံးနေရမှာလဲ။သူကမိဖို့နာကိုချင်းကပ်သွားပြီးဟင်းရည်ကိုမြည်ဆန်းကြည့်လိုက်တယ်။သူ့ရဲ့မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားခဲ့ရတယ်။သူနောက်တစ်ချိန်ထပ်မြည်ကြည့်တော့လက်တွေပါတုံရင်လာခဲ့တော့တယ်ဟင်းရည်ကတကယ်ကိုပြည့်စုံလုံးနေတယ်ဆိုတာကိုသူမသိစိတ်ကနေလက်ခံလိုက်ရပြီးမှုရဲ့တဘာဝမွေးနဲ့ကြက်တုံမြက်ရဲ့လက်ဆက်မှုနဲ့အသားရဲ့နှဆိုင်လာတဲ့အစီနဲ့အရသာတွေအားလုံးဟာအချိုးစားညီညွတ်စွာပေါင်းဆက်နေပြီးသူကိုယ်တိုင်သူ့ဘဝရဲ့ထက်ဝက်ကျော်လောက်စူးစမ်းအားထုတ်ခဲ့ရတဲ့ထက်ဆင့်ရတာတူကိုဖန်တီးပေးထားတာပါမိဖူရားကြီးကခောက်ဆွဲပန်းကန်ကိုမာပြီးမြင်ရည်ရှက်ရည်စားတောက်လိုက်တဲ့ဟင်းရီပူပူကိုတငုံကြီးတောက်လိုက်ပြီးနောက်တက်ပြင်းရှည်ကြီးချလိုက်မိတယ်အခုတော့ငါနောင်တမရှိပဲတင်နိုင်ပါပြီတဲ့ဘေးနာကအစေကံမလေးကများလဲတွားရည်တွေတောက်ကြလို့ပေါ့ဒါကိုမြင်တော့မိဖူရားကြီးကသူမကိုပါအတူစားဖို့ဖိတ်ခေါ်လိုက်တယ်မြည်ဆန်းပြီးရဲ့နောက်မှာတော့အစေကံမလေးဟာဘလောက်တောင်ကောင်းလိုက်တယ်လဲဆိုတာကိုမချီးမွမ်းပဲမနေနိုင်တော့ပဲအရှင်မကြီးဒီလိုချက်နည်းတွေကိုဘယ်ကနေတင်ယူခဲ့တာလဲလို့မေးလိုက်တာပေါ့မိဖူရားကြီးကပြန်ဖြေလိုက်တယ်ငါကအရင်ဘဝတုန်းကထိတ်တန်းစားဖို့မူကြီးတယောက်ဖြစ်ခဲ့လို့ပေါ်တယ်တကယ်တော့မူလခေတ်တစ်ကဘာမှာတုန်းကဒီမိဖူရားကြီးဟာစားဖို့မူတယောက်ဖြစ်ုံတင်မကပဲမူလကအမျိုးသားတယောက်လည်းဖြစ်ခဲ့တာပါမတော်တဆမှုတစ်ခုဖြစ်ပွားပြီးနောက်မှာတော့သူဟာဒီရှေးဟောင်းနိုင်ငံတော်စီရောက်ရှိလာပြီးအမျိုးသမီးတယောက်ဖြစ်ပြောင်းလဲသွားကနောက်ဆုံးမှာတော့မိဖူရားကြီးဖြစ်လာခဲ့တာပဲဖြစ်ပါတော့တယ်